ဂျော်ဒန်နိုင်ငံအားပြတ်မှတ်ထားတဲ့တိုက်ခိုက်မှုသစ်များကိုလက်တုပ်ပြန်တဲ့အနေနဲ့အမေရိကန်ကရန်ဘတ်အီရန်ကိုပြင်းထန်တဲ့တိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ပေမဲ့လည်းအီရန်နဲ့အမေရိကန်တို့ညှိနှိုင်းဆွေးနွေးမှုများဆက်လက်ရှိနေသေးတယ်လို့ဂျာဝင်စစ်ဆက်ပေးနေတဲ့ပါကစ္စတန်ကဇွန်လ30ရက်နေ့မှာပြောကြားခဲ့ပါတယ်။လွန်ခဲ့တဲ့3ရက်မှာဆော်ဒီအာရေးဗျဟာအီရတ်ရှိစစ်သွေးကြအုပ်စုများကိုတိုက်ခိုက်ရာမှာအမေရိကန်နဲ့အတူပူးပေါင်းပါဝင်လာခဲ့ပါတယ်။အီဂျစ်ဟာမြေထဲပင်လယ်စိတ်ကမ်းတစ်ခုမှာဒရုန်းနဲ့ပထမဆုံးအချိန်တိုက်ခိုက်ခံရတာကြောင့်အရှေ့အလယ်ပိုင်းပြည်ပကဟာစိုးရင်ပွဲရအရှိန်မြင့်တက်လာနေရလို့အီဂျစ်သမ္မတကသတိပေးတဲ့အထိဖြစ်လာခဲ့ပါတယ်။ဇွန်လ30ရက်နေ့မှာဂျော်ဒန်ကအီရန်ဒုံးကျည်များကိုဒုတိယမြောက်နေ့အဖြစ်ကြားပြတ်ဟန်တာခဲ့လို့ထုတ်ပြန်ခဲ့ပါတယ်။အီရန်တိုက်ခိုက်မှုကတရုတ်ပိုင်ကုမ္ပဏီအဆောက်အုံကိုထိမှန်တာကြောင့်တအုပ်သေဆုံးခဲ့လို့ကူဝေးကပြောကြားခဲ့ပါတယ်။တိုက်ခိုက်မှုများခေတ္တရဲစဲနေချိန်မှာဓာတ်ရိုက်ဆွေးနွေးမှုများပြက်လက်ဖြစ်ပေါ်လာခြင်းကဆွေးနွေးမှုများကိုအားတက်စရာဖြစ်စေတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အထူးသဖြင့်ဟော်မုရေလက်ကြားကိစ္စနဲ့တင်းမာမှုတွေလျှော့ချဖို့အတွက်အဖွဲ့အစည်းအချင်းချင်းညှိနှိုင်းဆွေးနွေးမှုတွေဆက်လက်ပြုလုပ်နေပါတယ်လို့ပါကစ္စတန်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတာဟီအန်ဒရာဘီကသတင်းတောက်များကိုပြောကြားခဲ့ပါတယ်။ပါကစ္စတန်ဟာစစ်မှတ်ဖြစ်ပွားနေတဲ့နိုင်ငံအတွက်ရေရှည်ဖြည့်ရှင်ရေးဆွေးနွေးပွဲများအတွက်အမြင့်ချပေးတဲ့သဘောတူညီချက်တစ်ခုရရှိအောင်ကူညီပေးခဲ့ပြီးသဘောတူညီချက်အရနည်းပညာပိုင်းဆိုင်ရာဆွေးနွေးပွဲများသို့သက်ဆိုင်သူအားလုံးပြန်လည်ပါဝင်လာရန်အတက်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိရလို့အန်ဒရာဘီကဆိုပါတယ်။ AB ပြည့်ခက်ရဲစဲရေးအပြီးရခိုင်ဆွေးနွေးပွဲများဟာရပ်တန့်နေခဲ့ပြီးယခုလအစောပိုင်းမှာအပြည့်ခက်ရဲစဲရေးပြပြသွားခြင်းနဲ့အတူရေနံနဲ့တဘာဝတန်းငွေတည်ယူပို့ဆောင်ရေးအတွက်အရေးပါတဲ့ဟော်မုရေလက်ကြားကိုအီရန်ကထပ်မံပိတ်ဆို့ထားခဲ့ပါတယ်။